ချက်လိုက်ကြောပါဦးပြီးရင်ပြန်ရောရမှာလေ 마루의 마스터 셰프님. အားလုံးမင်္ဂလာပါကျွန်တော်ကြော်ပြီးနေပါတော့သူတို့အတွက် 오늘의 셰프님. 오늘 메뉴는 무슨 메뉴? 무슨 메뉴? 내가 직접 만들고 있는 메뉴. Oh my god ငါမျက်နှာလည်းလောကပင်ပန်းနေရပေါ့ပေါ့အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့အိမ်မှာဖြူသွဲရနဲ့ဟင်းလာစားပါတော့ဒါပေမဲ့ဟင်းလို့တော့မဟုတ်ပါတယ်မ kinder Hello. မာလာဆွေနည်းနည်းဝါပဲလို့နော်ako အဲ့ ano ဒီ ba? ကော်ဖီတောက်ကြမယ်ငါ Ako malani to umuwi lang dila. ဟမ် Umuwi lang dila ano to. Ako ba ငွေရပေါ့နည်းနည်းလို့ခြေလိုက်တယ်နည်းနည်းတော့ပါအောင်လိုက်လိုက် Si ba pa? Yo ka sola he. မဆိုးပါဘူးတော့ချစ်စရာလေးဟာမိတ်ကတော့မပါဘူးဒီနေ့ ငါးနေရရမှာလေ အော် ကောင်းတယ်ဗော To. အဲ့တော့ပါရင်မပါရင်မသိရရှက်တက်လို့လေ ဟိုတယောက်ရည်ကိုရိုက်ပြီးကောင်းလာဗောကောင်းတယ်ဗောပြောရမှာအဲ့ဒီ ဟာဟုတ်ခါအဲ့လိန်လိုဖြစ်နေမှာနင်တို့ငါမကောင်းလို့ဘလို့ပြောမှာလဲ လုံးမရှိစောရော Okay thank you ဘာနဲ့တူလဲနေစားလိုက်တော့ဘာနဲ့တူလဲအရသာ ရတာနေမှာလားရှန်ကိုဘက်လည်းမရဘူးကွာနင်း healthy food မှာနည်းမာလာရတာရနေတာဗော Okay 11 out of 10. အပူချက်ပြောနေ Daga hamda. Okay Ako yan ang masala dyan. မျက်နှာကြီးနေလို့ပဲငါမျက်နှာစင်ပြေလား ကြည့်ရတယ် ဟမ် ပြောပြတယ်နေရဆက်နေရသည် ဟဲ့ဟုတ်ဟောက်စားလို့ငါအိမ်ကအရန်ကျင်းနေရောအရန်ဝမ်းပြေ ဆောင်းရောက်လာနေ ဒါပေမဲ့အဖြစ်ပေါ့ဒါပြီးရင်ကျွန်တော်တို့ကော်ဖီဆိုင်သွားမယ်လို့သူတို့ပြောရပါဘူးကော်ဖီဆိုင်သွားတယ်နာနေနာဘယ်လိုလဲ အဲ့ဒါလေးတကယ် အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ခုကကော့ဘယ်ကိုသွားမှလဲဆိုတော့ကော်ဖီဆိုင်သွားမှာပေါ့နော်အရန်လို့ပြောရအရန်ဟိုအဖြစ်တယ်မဲ့ it's fine ဒီနာနည်းနည်းလေး ဟိုရောက်လေပဲရတယ်ဒေတာ ဟမ် အဲ့ရုပ်ကလေးอ่ะ အဲ့တော့ကျတော့ဖိလစ်ပင်းတငယ်ချင်းပေးတာလေဟိုတစ်ခေါက်က ဘယ်နည်းကငါရုပ်ကောက်တာလေးဘယ်လောက်ကုန်သွားလဲ လောက်ကောင် 2000ကုန်သွားတည်းကုန်မရခဲ့ သွားလူတာနော်အဲ့စာငါတို့နေဟိုမာလာရှန်ကိုကျွေးလိုက် ဘူးအဲ့ဒါကိုဒီလိုက်တော့တော့ဘူးလား ဒါပေမဲ့ဘယ်တိမှာလဲဟုတ်တယ် အေးဘောငါလည်းရင်းကြိုက်လို့ဟိုအဲ့ animation အောင်ပိတ်နေထားလိုက်တော့တော့ Ko ba ang kaka kung okay. ဒီဝန်တမျိုးဒါ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 ခေရပြီဒိုင်နိုဆောကြီးနဲ့တူတယ်နင်တို့နဲ့နေ Diba? Meron ka piyan naman. Puti tayo dyan. It's so cold in here အများကြီးမှာတော့ အရင်ချိုလားဆက်လို့မျိုး like ဘယ်လို feeling မျိုး luxury ဖြစ်တဲ့ feeling ရမ်းချိုလား ချိုကလည်းမလို့မျိုး healthy ဖြစ်တဲ့အချိုမျိုး healthy အဲ့တော့ fat ကျွေးပါလားကျွေးပါ မလို့ဆုံးလည်းမပေးဘူး